အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြမှာတော့ TikTok ဗီဒီယိုတွေကို TikTok စာသားရေးပါတဲ့ဘယ်လို download ရနည်းလေးပဲဖြစ်ပါတယ်ဗျတကယ်ကျွန်တော်ဗီဒီယိုကခင်ဗျားတို့အတွက်တစ်ခုအဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်တော့ like and follow တစ်ခုလုပ်ခဲ့ပါဗျပေးခဲ့တယ်ဘာမှမဖြစ်ပါဘူးဟုတ်ကဲ့ကျွန်တော်တို့ပထမဆုံးစတင်ပြီးတော့အရင် down မဲ့ဗီဒီယိုကိုအရင်ရွေးလိုက်ပါဗျရွေးပြီးတော့လည်းကျွန်တော်ဒီမှာ share ဆိုတဲ့ clip လေးရှိသေးဗျအဲ share ဆိုတဲ့ clip ကနေကျွန်တော် Telegram ကိုသွားလိုက်ပါဗျဟုတ်ကဲ့ Telegram ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အမှာ set ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ TikTok download တာဆိုရှိပါတယ်ဗျတကယ်လို့ download တာမရှိဘူးဆိုလို့ရှိရင်လည်းရိုက်လိုက်အောင်ပါဗျတကယ်ရှိရဆိုလို့ရှိရင်တော့တန်းပြီးဝင်လိုက်အောင်ပဲပေါ့အဲ့ဒါကိုကျွန်တော်တို့ set နဲ့ပို့လိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့ပို့ပြီးသွားရင်တော့သူက WhatsApp ဆိုတာရှိဗျအဲ့ဒီကိုကျွန်တော်တို့နှိပ်ပြီးတော့သူပေးတဲ့ကြော်ညာလေးကိုကျွန်တော်တို့ခဏဖြုတ်ကြည့်ရပါမယ်ဗျကျွန်တော်တို့အပေါ်မှာ3 second 2 second 1 second ဆိုတာလည်းရှိရဗျအကယ် second ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကြည့်ပြီးသွားပြီပေါ့အဲဆိုတော့ကျွန်တော်တို့ပြန်ထွက်လို့ရပါပြီဗျအဲဆိုတော့ကျွန်တော်တို့သူကဗီဒီယိုပုံမှန်ဖြစ်ပါပြီအမှကျွန်တော်တို့ download လို့ရှိရင်တော့ပုံမှန်လို့ TikTok စာသားလေးလုံးအောင်ပါတော့ပါဗျအားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကို like and follow လုပ်ရှင်ဖြင့်ကူညီပေးကြပါဦး